ဖုန်းထဲက software လေးတွေကိုအသုံးပြုတဲ့အချိန်မှာပေါ့ပေါ့ပါးပါးနဲ့တွတ်တွတ်လွတ်လွတ်လေးအသုံးပြုကျင်ကြတဲ့သူတွေရှိကြလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါโอเคပါဒီဗီဒီယိုမှာမိတ်ဆွေတွေကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ software လေးတွေကိုအသုံးပြုတဲ့အခါမှာကျွန်တော်တို့အဝင်အထွက်တွေလုပ်တဲ့အခါမှာမြန်မြန်ဆန်ဆန်တွတ်တွတ်လွယ်လွယ်လေးဖြစ်အောင်ချိန်ထားပေးရမယ့် setting လေး၃ခုအကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคပါဘယ်လိုမျိုးလုပ်ရမလဲဆိုတာသိချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာโอเคပါဒီ setting လေးကိုလုပ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲက setting software လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคပါဒါကြောင့်မို့ကျွန်တော်ရဲ့ဖုန်းထဲက setting software လေးတွေကိုအရင်ဆုံးဝင်ပေးလိုက်ပါခင်ဗျာโอเคပါ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ additional setting တွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคပါမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ additional setting ဆိုတာလေးကိုလိုက်ရှာပြီးတော့additional setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါadditional setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ developer option ဆိုတဲ့ setting လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคပါဒီနေရာမှာမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ developer option မရှိဘူးဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းထဲကကျွန်တော် about ဖုန်းထဲကိုပေါ့နော်ဒီ about ဖုန်းထဲကိုဝင်ပြီးတော့ကျွန်တော်အနေနဲ့ဒီနေရာမှာ OS version ကိုကျွန်တော်အနေနဲ့8ခါလောက်ကျွန်တော်မြန်မြန်လေးနှိပ်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ developer option လေးပွင့်လာမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီမှာရှိတဲ့ developer option လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာโอเคပါ developer option တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပေးလိုက်ပါဖြည်းဖြည်းလေးဆွဲတင်ပြီးတော့ကျွန်တော်အခုပြောပြပေးပါမယ် setting လေး၃ခုနေရာရောက်ရင်တော့ခဏလေးရပ်ထားပေးရမှာဖြစ်ပါတယ်โอเคပါ screen လေးကိုအပေါ်ကိုဆွဲတင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ window animation scale transition animation scale ရဲ့ animator duration scale ဆိုပြီးတော့ဒီမှာ၃ခုရှိပါတယ်ပေါ့နော်ဒီ setting လေး၃ခုမှာမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီလိုမျိုး animation off ဆိုပြီးတော့နောက်မှာစာတန်းလေးတွေပြနေတယ်ဆိုရင်တော့ဒါကျွန်တော် setting မချိန်ရသေးဘူးပေါ့နော်ဘာကြောင့်ဒီ setting လေးတွေကိုပိတ်ထားရတာလဲဆိုရင်တော့ကျွန်တော်ဖုန်းကနေပြီးတော့ auto ပါလာတဲ့အချိန်မှာတော့ဒီ animation scale တွေကိုကျွန်တော်ပိတ်ပေးထားတာဖြစ်ပါတယ်ကိုယ်အနေနဲ့အသုံးပြုတဲ့အချိန်မှာကျွန်တော် software ဝင်ထွက်လေးတွေမှာမြန်မြန်ဆန်ဆန်ဖြစ်ရှင်နေဆိုရင်တော့ဒီ animation scale လေးတွေကိုကိုယ်အနေနဲ့ဖွင့်ပေးရမှာဖြစ်ပါတယ်ဆိုတော့အပေါ်ဆုံးမှာရှိတဲ့ window animation scale ဆိုတဲ့ကျွန်တော်ညာဘက်ရှမ်းမှာရှိတဲ့ animation off ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ဒီနေရာမှာမိတ်ဆွေတို့ရဲ့ကိုအသုံးပြုခြင်းနဲ့အနှိမ့်အမြန်ပေါ်မူတည်ပြီးတော့ကိုအနေနဲ့ချိန်လို့ရပါတယ်ဒီအောက်ဆုံးမှာရှိတဲ့ animation scale 10:8ကိုချိန်ထားလိုက်မယ်ဆိုရင်တော့တော်တော်နှိမ့်သွားတယ်ပေါ့နော်ကျွန်တော်တို့မြန်မြန်ဆန်ဆန်တွတ်တွတ်လက်ဖြစ်ခြင်းနဲ့ဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ animation scale 5:8ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့အောက်မှာရှိတဲ့ scale နှစ်ခုကိုလည်းဒီလိုမျိုးလေးပဲကျွန်တော်တို့ animation scale 5:8မှာပဲထားပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းအသုံးပြုရတာပေါ့နော် software ဝင်ထွက်တွေဒီလိုမျိုးဟိုဘက်ဒီဘက်ချွေတဲ့နေရာတွေမှာလည်းကျွန်တော်တို့မြန်ဆန်လာမှာပဲဖြစ်ပါတယ်အကယ်၍မိတ်ဆွေတို့အနေနဲ့ဒီ animation scale မှာကျွန်တော်တို့နည်းနည်းနှေးအောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာတခါတည်းပြလိုက်ပါမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ 1.58 လောက်ထားမယ်ကျွန်တော်တို့ 1.58 လောက်ထားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းကိုကျွန်တော်ဆွဲရတဲ့အခါမှာလည်းကျွန်တော်တို့နှေးမှာပဲဖြစ်ပါတယ်ဒီမှာ setting တွေကိုဝင်တဲ့အခါမှာလည်းကျွန်တော်တို့နှေးသွားမှာပဲပေါ့နော်ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းရဲ့ကျွန်တော်တို့ software လေးတွေကိုအဝင်ထွက်တွေမှာမြန်ဆန်ခြင်းနဲ့ဆိုရင်တော့ဒီနေရာမှာရှိတဲ့ animation scale နေရာမှာ0.58 ပေါ့နော်ဒီ0.58ကိုပဲထားဖို့ပဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းရဲ့ကျွန်တော်တို့ software အဝင်ထွက်တွေမှာရောကျွန်တော်တို့ transition scale တွေဒီလိုမျိုးဟိုဘက်ဒီဘက်ဆွဲတဲ့နေရာမှာလည်းကျွန်တော်တို့ရဲ့ဖုန်းနဲ့ကမြန်မြန်ဆန်ဆန်တွက်လက်လက်လေးဖြစ်လာမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တာကတော့ကျွန်တော်တို့ရဲ့ဖုန်းနဲ့က software လေးတွေကိုအသုံးပြုတဲ့အချိန်မှာကျွန်တော်တို့အဝင်ထွက်လေးတွေမှာမြန်မြန်ဆန်ဆန်တွက်လက်ဖြစ်လာအောင်လို့ချိန်ထားပေးရမယ့် setting လေး၃ခုကြောင့်ကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ